Man City တန်းဆင်းလဲအတူရှိနေမယ်လို့ Guardiola ပြောဦးတယ် Man City ဖြစ်ကတန်းဆင်းစရာအကြောင်းမရှိပါဘူးဒါဆိုရင်ဘာလို့များ Guardiola က Man City တန်းဆင်းလဲအတူရှိနေမယ်ဆိုပြီးပြောခဲ့တာလဲဘန်နာရေးစီမင်းချိုးဖောက်မှုဆွဲချက်တွေကြောင့်ပါပဲအခု Guardiola နှုတ်ထွက်မယ်ဆိုပြီးသတင်းထွက်နေတာလဲဘန်နာရေးစီမင်းချိုးဖောက်မှုဆွဲချက်တွေရဲ့ butterfly effect ပါဘန်နာရေးစီမင်းချိုးဖောက်မှုဆွဲချက်115ချက်နဲ့ Man City တင်ကပြစ်မှုထင်ရှားရင်အမှတ်လျှော့ခံရမယ်စူပလာတွေပြန်သိမ်းခံရမယ်တန်းဆင်းရမယ်ဆိုတဲ့ခံမှန်းချက်တွေကပူလောင်စေပါတယ်ဘန်နာရေးချိုးဖောက်မှုဆွဲချက်တွေခံရချိန်မှာ Guardiola ကသူ့ဆန်စာရေးခဲ့ပါတယ်Man City အပြစ်မလုပ်ထားဘူးဆိုတာသူ့ဂုဏ်သိက္ခာနဲ့ယဉ်ပြီးအာမခံတယ်လို့ပြောခဲ့တာပါ Guardiola ရဲ့ရာဇဝင်မှာအမဲဆက်တွေထက်ခါမြင်လာရတယ် Guardiola ရဲ့လယ်မျိုးကိုအာဒီတာဓာတ်နဲ့ထောက်တယ် Guardiola ရဲ့နှလုံးသားကိုဓာတ်နဲ့မှုန်းနေတယ် Guardiola အတွက်အေးဆေးလိုအပ်ခဲ့တယ် Guardiola ကိုယ်တိုင်ကသူ့ကိုယ်သူကမ္ဘာအကောင်းဆုံးနည်းပြလို့မခံယူတော့ဘူးထင်ပါတယ်တာမန်လူတူလို့လည်းခံစားချက်တွေတည်ငြိမ်မနေပါဘူးကြားနာတဲ့ကောင်လို့သူခံစားနေရပြီ Man City အသင်းမှာဆက်ရှိနိုင်တယ်ဆိုပြီးလူသိရှင်ကြားပြောပြီးတိတ်မကြခင်ပါပဲ Man City ကနေထွက်မယ်ဆိုပြီးသတင်းတွေထွက်လာတယ်လက်ရှိချိန်ဟာ Man City အတိုင်းဝိုင်းအတွက်ကမ္ဘာပြည့်ချိန်မှာ Arsenal ကခေတ်သစ်စတင်နေချိန်မှာ Man City က Guardiola နဲ့တူခေတ်တစ်ခုအဆုံးသတ်ချိန်ရောက်လာခဲ့ပါတယ်ပြီးတော့ဘန်နာရေးစီမင်းချိုးဖောက်မှုအမှုတရားကျော်ကလည်း Man City ကိုအသက်ရှူပိုကျက်စီတယ်လက်ရှိရာသီကုန်ဆုံးရင်အဲ့ဒီအမှုတွေအတွက် Man City ပြည်တယ်ရင်ဆိုင်ရပွဲရှိနေပါတယ်အဲ့ဒီဒုက္ခတွေကိုကြုံမြင်ပြီး Guardiola က Man City ကနေထွက်ပြေးခဲ့တာများလား Guardiola ကဘန်နာရေးစီမင်းချိုးဖောက်မှုတွေကြောင့် Man City ရင်ဆိုင်ရမယ့်ပြည်တယ်တွေကိုကြုံမြင်ခဲ့သလိုသူမရှင်နိုင်တော့တဲ့ Arteta နဲ့ Arsenal ခေတ်ကိုကြုံမြင်ခဲ့ပါတယ်Guardiola ကကြောက်လို့ပြေးခဲ့တာများလား